လာကွဲဆိုစပူရောဒီကတော့ခွေထားတာပေါ့နော်ခွေထားတာဟိုမှာသူကအယိုးကိုမြေကြီးမမြုပ်ဖဲနဲ့ပန်းခွေခွေတဲ့ပုံစံမျိုးခွေထားတာပဲဖြစ်ပါတယ်အဲ့ဆိုရင်တော့စပြီးတော့ကိုးစားဆိုင်ပြီးဘယ်နဲ့ရက်လောက်ကနေစပြီးတော့ကိုးအပေါ်ရောက်ပြီးဘယ်ချိန်လောက်မှခွေလို့ရလဲဆိုအောင်မေးမှာပဲဖြစ်ပါတယ်အဲ့ဆိုကိုးဆိုင်ပြီးဆိုလို့ရှင်တော့ဘယ်နှစ်ရက်လောက်ဆိုလို့ရှင်အောက်လက်သိန်းတာမျိုးအစာကျွေးရေတောင်းတာမျိုးလုပ်လို့ရလဲဆိုတော့ဖြေပေးပါဦးကိုကစပြီးဆိုလို့ရှိရင်တလာကွဲဆိုရင်စပြီးအခုပဲအောက်လက်သိမ်းတယ်နောက်တလာကွဲနောက်ရက်20နေနောက်တစ်ခါတပတ်ထပ်ခူးတယ်ရက်20နေနောက်တစ်ပတ်ထပ်ခူးပြီးတော့ကိုက9လ10လလောက်နေအပေါ်ရောက်သွားတယ်အပေါ်တိုင်းအပေါ်ရောက်သွားတော့9လ10လလောက်နေပြန်ခွေးတယ်ပြန်ခွေတဲ့အခါမျိုးကြတော့သူကမြေကြီးပေါ်မှာမူတည်ပြီးတော့မြေဘိုးလေးပါလေရှိတယ်ဆိုရင်တော့ပန်းကိုခွေရတာပေါ့ဒီလိုမျိုးမြေကြီးနဲ့အယိုးနဲ့လွတ်အောင်လို့တိုင်မှာအယိုးလေးတွေခွေပြီးကပ်ပြီးပြန်ခွေကြတာဟိုယောဂဘိုးမရှိတဲ့မြေကြီးဆိုရင်တော့မြေကြီးတဲ့ချခွေရင်တော့သူကပူကောင်းအာနိသင်ရှိတာပေါ့အာနိသင်ရှိရဲ့ကွန်စေးကျွေးရေလောင်းလိုပဲကြတော့မိုးလိုပဲကြတော့သူကရေလောင်းကြမလို့တော့စေးပဲကျွေးရတာဒီအာမိုးတို့ပလဲတို့ဒီစူပါတို့3ရောင်ဇက်တို့အဲ့ဒါမျိုးတွေကျွေးရတယ်ဒါကဟိုတိတ်ပံနီးစေးပေါ့သဘာဝစေးဆိုလို့ရှိရင်သဘာဝအစာဆိုလို့ရှိရင်စေးရွက်တို့ကုတ်ကူရွက်တို့ဘိုးဘိုးရွက်တို့အဲ့ဒါတွေသဘာဝမာလာတို့အဲ့ဒါတွေကျွေးရတယ်လေအဲ့ဒါတွေကျွေးလို့ရှိရင်တော့သဘာဝအစာပေါ့အဲ့ဒါဆိုရင်ယောဂဖြစ်နေတယ်သူကဒီလိုတိတ်ပံလေးကစေးကျွေးရင်တော့ကွန်းကတော့အထွက်များတယ်ကွန်းတက်မရှိဘူးယောဂပိုးဝင်နိုင်တယ်ယောဂပိုးဝင်တာမြန်တယ်အယိုးပုတ်တာတို့အမြစ်ပုတ်တာတို့အယိုးဆွေးတာတို့အဲ့ဒါတွေဖြစ်တယ်ဒါပေမဲ့ခုခေတ်မှာတော့သဘာဝသမယိုးကြစိုက်တဲ့လူမရှိသလောက်ကိုရှားသွားပြီမြေကြီးတွေကလည်းအာနိသင်တွေမရှိတော့ဘူးမြေကြီးမြေဥတွေကကုန်သွားတော့အသိပ္ပံနိကြဆေးတွေနဲ့ပဲလေတို့အာမိုတို့နဲ့စိုက်ကြအကျွေးကြတော့ကွန်းကဖြစ်တယ်ကွန်းတက်မရှိဘူးခဏတည်တယ်ခဏပြန်စိုက်ကြတယ်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့လိုမျိုးတွေဖြစ်တော့ကိုညံတဆန်တဘာဝမြေကြီးမြေဦးနဲ့တဘာဝတိရွက်တဲ့နဲ့ကျွေးပြီးစိုက်တဲ့ကွန်းကတော့ကိုညံတက2-3နှစ်လဲခံတယ်အခုဒီလိုသိပ္ပံကြီးကြစီးတွေနဲ့စိုက်တာကြတော့တစ်နှစ်ခံဖို့တော့မှတော်တော်ခက်ခဲရင်တစ်နှစ်ခံရင်တော့ကိုညံဘိုးကတော့ကြံတယ်ပေါ့ကြည်တယ်ပေါ့မြတ်တယ်ပေါ့ဒါပေမဲ့တစ်နှစ်မှမခံရင်တော့ရှုံးတယ်ပေါ့ကွန်းဆိုင်ရတယ်ရှုံးမြတ်ရှိတယ်ခုနကပြောသလိုဒီကွန်းညံထဲမှာကွန်းသီးပင်ဆက်ဆိုင်ထားရင်ကွန်းညံတေသွားတဲ့ခါကျရင်ကွန်းသီးကြံဖြစ်တော့ကွန်းသီးကတခါဆက်ခူးရတယ်အဲ့လိုမျိုးကြီးရွယ်ချက်တွေနဲ့အဲ့လိုမျိုးစိုက်တာလာပဲကွန်းသီးပင်တွေရတော့လေဟုတ်ပါတယ်အဲ့ဒါခုနတွေကပေါ့နော်မေးမလို့ပါပဲဒီကွန်းညံနေထဲမှာကွန်းသီးပင်လေးစိုက်ထားတွေ့ရတယ်ပေါ့နော်အဲ့တော့ဘယ်လိုစိတ်ကူးမျိုးလေးနဲ့စိုက်ဖြစ်တာလဲဆိုတာမေးခုတော့သိလာရပါပြီပေါ့နော်ကွန်းညံပြတ်သွားတဲ့အချိန်မှာဒီကွန်းသီးပင်နေနဲ့ပြီးတော့ကွန်းသီးပင်ကအပြင်မှာစိုက်တဲ့ဆိုင်ကွန်းညံထဲမှာဆိုတော့ကွန်းညံကိုကျွေးရစေးလဲစားပြီးတော့အမိုးအောက်မှာဆိုတော့သူကပို့ပြီးတော့လဲအထွားမြန်တယ်အကြီးမြန်တယ်ပေါ့နော်ကဲပါဒါကတော့ကွန်းညွန့်လေးတွေကိုလိုက်ပြီးတော့ခွေပြီးကစားဆိုတော့လိုက်ချီနေတဲ့ပုံစံမျိုးဖြစ်ပါတယ်